ပြီးခဲ့ဘက်ကကျွန်တော်တို့ဗာလဲ panel တစ်ခုချင်းစီလုပ်တယ် panel မှာ3ခုလုပ်တာပေါ့နော် base အတွက်တစ်ခုကျွန်တော်နောက်တစ်ခါကျွန်တော်wall အတွက်တစ်ခု top အတွက်တစ်ခုဆို3ခုလုပ်တယ်အဲ့3ခုကိုမှကျွန်တော်ပုံမှန်တော့ panel တစ်ခုပေါ့နောက်မှကျွန်တော်ဗာလဲ top plane တို့ဒီ side plane တို့ base plane တို့ဆိုအဲ့လိုလုပ်တယ်ဒါမှမဟုတ်လုပ်တဲ့နည်းတွေကတော့အများကြီးပေါ့နော်ပထမကျွန်တော်တို့လုပ်တဲ့ panel တစ်ခုချင်းစီပဲတကယ် main file တွေကိုတက်ထည့်ပြီးတော့မှကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဒီ water tank တစ်ခုလုံးဖြစ်အောင်လုပ်လို့မရအောင်လားဆိုတော့ရတယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ပြဿနာပါလဲဆိုတော့ခဏတော့လို့ပေါ့ load ချတဲ့ပြဿနာကရှိတယ်တကယ်မို့ကျွန်တော်တို့က plane တစ်ခုချင်းစီကျွန်တော်တို့လုပ်အောင်မဆိုရင် load ချတဲ့ပြဿနာနည်းတာပေါ့နော်ကို load ချတဲ့ခါကျရင်မမှားနိုင်ဘူးအဲ့လိုမျိုးလုပ်လို့ရတယ်နောက်တစ်ခါလဲဘာလုပ်လို့ရတယ်ဆိုတော့ရှိထားပြီးသား top plane နဲ့အမှ base တို့ side တို့ကိုလည်း creation လုပ်ကလေးဟိုအဲ့ family ထဲမှာဟိုကျွန်တော်တို့ panel တစ်ခု creation လုပ်ပြီးတဲ့ array တစ်ခါတည်းပွားကြလေရတယ်နော်ကြိုက်တဲ့နည်းသုံးပေါ့နော်နည်းတွေကတော့အများကြီးပေါ့ဆရာဟိုဘယ်လိုပြောမလဲကိုလုံးတဲ့ပုံမူပြီးတော့ဘယ်ကောင်ပို့လွယ်မလဲပေါ့လွယ်တဲ့နည်းတော့သုံးလို့ရတယ်နော်လောလောဆယ်တော့ကျွန်တော်ဗာလုပ်တာဆိုတော့ panel တစ်ခုချင်း create လုပ်တယ်လုပ်ပြီးတော့မှနောက်မှ plane တစ်ခုချင်းစီမှာကျွန်တော်ထည့်ပြီးတော့ကတ်တယ်နော်အဲ့ဒါမှကျွန်တော်ကဘယ်လိုယူသုံးမလဲဆိုတော့ဟိုနောက်ဆုံးမှ original file family ထဲမှာကျွန်တော်ဒီ plane 3ခုလုံးကိုထည့်ပြီးတော့မှ load ပြန်ဖမ်းတာနော်အဲ့ဒီသုံးထားတယ်ကျွန်တော်ဟုတ်ပြီလား okay လောဆယ်အခုပြီးခဲ့ပတ်ထိကျွန်တော်တို့ကဒီထိပြီးသွားပြီထင်တယ်ကျွန်တော်နော်ဒီ top plane ပြီးသွားပြီအဲ့ဒါပြီးရင်ကျွန်တော်တို့က base plane လုပ်မယ်နော် base plane လုပ်မယ်ဆိုပြီးခဲ့တဲ့ပတ်ကကျွန်တော်ပြီးသား base ကိုပေါ့နော် base panel ကိုအရင်ဖွင့်လာလိုက်ကျွန်တော် base panel ပေါ့နော် base panel ကျွန်တော်ဖွင့်လာလိုက်မယ်ဒီ base panel ကိုမှကျွန်တော်တို့ဘာမှထည့်မယ်ဆိုတော့ base plane မှာထည့်မယ်နော်အဲ့ဆိုတော့ plane creation လုပ်ဖို့ဆိုရင်နောက်ထပ်ကျွန်တော် family creation တစ်ခုထပ်လုပ်ပေးရမယ် family template တစ်ခုရွေးမယ်အဲ့ဒီ family ကိုရိုးပေါ့နော်ရိုး template ပဲကျွန်တော်ယူမယ်ဘယ် template လဲဆိုတော့ matrix generate model template ပဲနော်ပုံမှန်တိုင်းပဲနော်ကျွန်တော်ဘာမှထွေထူးမရွေးဘူး matrix generate model ရွေးမယ်ရွေးပြီးတော့ open လုပ်လိုက်မယ်ဒီကောင်ကြတော့ကျွန်တော်ဗာ name ပေးမယ်ဆိုတော့အခုက base အတွက်ကြတော့ base plane ကိုကျွန်တော်ပေးလိုက်မယ်နော်နာမည်ကတော့ကိုအဆင်ပြေတဲ့နာမည်ပေးပေါ့အဓိကတော့ကိုမှတ်မိဖို့လိုတယ်နော်ဒီကောင်ကိုကျွန်တော် base plane ကိုပေးလိုက်မယ်base plane ပေါ့နော်အဲ့ဒါပြီးလို့ရှိရင် save လုပ်လိုက်မယ်ခဏတော့ကျွန်တော်ဖွင့်ထားပြီးသား base panel ကိုသွားလိုက်မယ်နော်ထားတော့ဒီကောင်ဆိုရင်ဒါ base panel base panel ကိုကျွန်တော်ကဘယ်ထဲထည့်မလဲဆိုတော့ခဏတော့ base plane တွေကိုထည့်မယ်နော် top plane မဟုတ်နော် base plane ထည့်မယ် open လုပ်လိုက်အဲ့ဆိုဒီထဲတော့ရောက်လာပြီနော်ငါကိုအဆင်ပြေတဲ့နေရာတစ်ခုချလိုက်ကျွန်တော်တို့အမှ base point ယူတဲ့ခါကျရင်လိထားပါတော့အမှ center တို့ဘာလို့မယူနဲ့ဘာလို့ကိုတကယ် plane တွေတက်ကြတဲ့ခါကျရင်ကျွန်တော်တို့ကဒီ plane တစ်ခု intersection ဖြစ်တဲ့ point ကိုကျွန်တော်တို့ကကောက်ဝယ်လိုက်ရင်ပို့လွယ်တာပေါ့နော် center တက်ကောက်တိုင်းကျွန်တော်တို့အဆင်မပြေဘူးအဲ့ဆိုတော့ဆက်ဆက်လာတဲ့ plane ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ lock ချမှာပေါ့နော်အရင်ဆုံး lock ချတာတော့ပုံမှန်တိုင်းပဲကျွန်တော် align နဲ့ lock ချမယ်တစ်ခုဒီကောင်နဲ့တစ်ခုနော်နောက်သူကဘယ် plane နဲ့ထိအောင်မယ်ဆိုတော့ကျွန်တော်ဟုတ်ဒီကျွန်တော်တို့ elevation view မှာရှိတဲ့နောက်ထပ် reference plane တစ်ခုနဲ့ထိအောင်မယ်နော်သူ plane อ่ะအဲ့ဆိုရင်ကျွန်တော်တို့ elevation view တစ်ခုသွားလိုက်သွားပြီးဒီ plane ကိုလည်းကျွန်တော် lock ဖမ်းမယ်နော် array နဲ့ပဲပေါ့နော် sorry align နဲ့ပဲ lock ဖမ်းမယ် okay အဲ့ဆိုရင်ကျွန်တော်ဒီ plane အတွက်ကို lock ဖမ်းလာပါပြီနော်အဲ့ဒါမှကျွန်တော်ဘာထပ်လုပ်မယ်ဆိုတော့ array ပွားတော့မယ်နော်အဲ့ဆိုရင် array ပွားမယ်ဆိုသူ click လိုက်ပုံမှန်တိုင်းပဲကျွန်တော် array ကို click မယ် click ခါကျကိုရွေးရမှာက line နေရာရွေးမယ်ရွေးပြီးလို့ရှိရင် number နေရာမှာ2 second နေရာမှာရွေးမယ်နော်အဲ့3ချက်ကိုမမေ့နဲ့အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ယူမှာလဲပေါ့ဘယ်လောက်ယူမှာလဲဆိုတော့ဘယ်ပုံမူတည်လဲဆိုတော့အခုကျွန်တော်တို့ panel လောက်တာပြီးဒါဟို lamp ပုံမူတည်တယ်နော်ကျွန်တော်တို့က1000ပတ်လည်လောက်တာတော့ကြောင့်ဒီမှာကျွန်တော်တို့ကဘယ်လောက်ယူမှာလဲဆိုတော့1000ယူရမယ်နော် okay အဲ့ဒါယူပြီးလို့ရှိရင်ဒီမှာ1000တော့သူပွားသွားပြီဒါပေမဲ့ဘာလုပ်ဖို့လိုလဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့က parameter ထည့်မှာပေါ့နော် parameter ထည့်မယ်ဆိုရင်သူ click လိုက်ဒီမှာ done နေရာမှာ add parameter ထည့်မယ်ဒီကောင်ကျွန်တော်ဗာပေးမယ်ပေါ့မှတ်ထားပါတော့ကိုမှတ်တာပေါ့နော်ဒီကောင် lamp ပေးမယ်အပေါ်တက်တဲ့ကောင်ကျွန်တော် width ပေးမယ်ဘာလို့ဆိုတော့ဒီကောင်ကကျွန်တော်တို့ကbase panel နဲ့ base plane ဖြစ်တဲ့အတွက်ကြောင့်နော် base plane ကဘာနဲ့သက်ဆိုင်မလဲဆိုတော့ lamp နဲ့ width နဲ့သက်ဆိုင်တယ်ဒါကြောင့်မို့ကျွန်တော် side plane လုပ်မယ်ဆိုရင် lamp ဒါမှမဟုတ် width ဒါမှမဟုတ်ရင် height ကတော့ယူရမှာပေါ့နော်အဲ့လိုမျိုးကိုစဉ်းစားမယ်ဒီကောင်ဆိုရင်ကျွန်တော်ဗာယူမယ်ဆို lamp ပဲယူလိုက်ပါနော်လိုက်ယူမယ်အဲ့မှာကျွန်တော် instant ပဲထားလိုက်မယ်နော် instant ထားမယ်ဒီမှာကိုပြောင်းစရာမလိုတော့ discipline မှာ common type of parameter integer နော်အဲ့ဒါပြီးကျွန်တော်တို့က okay လုပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ parameter ထည့်သွားပြီမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ plane ကိုကျွန်တော် lock ချဖို့လိုသေးတယ်နော်တော့မချရသေးဘူးအဲ့ဆိုတော့သူ့နဲ့ထိတဲ့ plane ပဲ lock ချမယ်နော်အမှတော့ဒီ plane နဲ့ဒီကောင်နဲ့ lock
ထိတယ်ဒါပေမဲ့ဒီ plane နဲ့ဒီကောင်နဲ့ထိလားမထိဘူးเนาะမထိဘူးတော့မချဘူးနောက်ကပဲသွားမယ်ဆိုတော့ front view တစ်ခုသွားမယ်အဲ့ဆိုဒီ plane နဲ့ဒီ top plane နဲ့ထိတယ်ဆိုရင်လောချမယ်အဲ့ဆိုရင်ကျွန်တော်ဘာရပြီဆိုတော့ plane နှစ်ခုရပြီအဲ့နှစ်ခုပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ဘာလဲအပေါ်အတွက်လည်းအဲ့လိုပဲဒီအကုန်လုံးဆက်လက်မှတ်ပေါ့နော်ဆက်လက်မှတ်တဲ့အခါကျရင်၃ခုမှတ်ရမှာ panel နှစ်ခုရယ်နောက်တစ်ခါကျွန်တော် array ပွားထားပြီးတာ parameter creation လုပ်ထားပြီးတာ dimension တစ်ခုရယ်เนาะအားလုံး၃ခုယူရမယ်ယူတော့မှ array ပွားမယ်ကျွန်တော်တို့သူ့လည်း1000ပေါ့နော်1000အဲ့ဒါပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့က parameter ထည့်မယ်ဒီကောင်ကဘာထည့်မလဲဆိုကျွန်တော် width လို့ထည့်လိုက်မှာပေါ့နော် width ထည့်မယ် instant မှာထားမယ်အဲ့ဒါပြီးရင် okay လုပ်လိုက်မယ်ကျွန်တော်အဲ့ဒါပြီးဒီကောင်အတွက် load ချခြင်းတယ်ဆိုရင်ကျွန်တော်တို့ left plane သွားလိုက်ဒီ plane နဲ့ဒါနဲ့ပေါ့နော် okay နောက်တစ်ခါဒီ plane နဲ့ဒါနဲ့เนาะ okay အဲ့ဆိုရင်ကျွန်တော်တို့ကဘာပြီးသွားပြီဆိုတော့ top plane တစ်ခုပြီးသွားပြီ base plane ပြီးသွားပြီเนาะနောက်မှကျွန်တော် side plane ဆက်လုပ်မယ်ဟုတ်ပြီလားလောလောဆယ် base plane ပြီးတဲ့ထိရင်လောက်တာလိုက်เนาะကျွန်တော်ပြောတဲ့အစ်စ်များသွားလို့မမှတ်မိဘူးဆိုပြောကျွန်တော်เนาะလက်လုပ်ပြမယ်နည်းနည်းရှုပ်လာpanel တစ်ခုမှ array ပွားလဲရတယ်ဟိုခဏမှကျွန်တော်ပြောလို့ပေါ့ဟိုနီးရတော့အများကြီးပဲ3နီးလောက်ရှိတယ်ထားလိုက် panel တစ်ခုတည်းကိုကျွန်တော်ယူပြီးတော့မှ original file ထဲမှာတခါတည်းထည့်ပြီးတော့ array ပွားမယ်ပွားပြီး lot တွေဖမ်းမယ်အဲ့ချိန်ကျကျွန်တော်တို့ပြဿနာပါလဲဆိုတော့ခဏတော့ lot ဖမ်းတဲ့ခါကျကျွန်တော် plane တွေသူ့ရဲ့ face တွေရွေးရတာအရင်ခက်တယ်ရောကုန်ပြီအဲ့ချိန်မှာရောသွားပြီရွေးရခက်တယ်အဲ့ဒီပြဿနာရှိတယ်ပေါ့နော်တကယ်မို့ကိုက panel တစ်ခု creation လုပ်ပြီးတော့မှဒီလိုမျိုးနောက်ထပ် plane တစ်ခုချင်းစီကို array ပွားပြီးတော့မှထည့်ထားမယ်အဲ့ဒီ plane 3ခုမှာကျွန်တော်တို့ကoriginal file ရဲ့တစ်ထည့်မျိုးကျွန်တော်တို့ကို load ချရတဲ့ဥစ္စာပုံမြဲတယ် message ရှင်းတယ်ပေါ့နော်လောက်ရတာပို့လွယ်တယ်ဟိုနီးရတော့အများကြီးပဲကြိုက်တဲ့နီးလို့ပေါ့နော်ကျွန်တော်ပြောတာဘာလို့ခက်တဲ့နီးတော့မလုပ်ပြတော့ပါပြီးခဲ့တဲ့အတုပ်ကကျွန်တော်အဲ့ဒီနီးသုံးတာဘာလို့ဆိုဟိုကျောင်းသားတော်များအဆင်မပြေဘူးဗျအဲ့ကြောင့်ကျွန်တော်ဒီအပတ်ကဒီနီးသုံးတာပေါ့နော်ဘယ်နီးပို့လွယ်မလို့လွယ်တဲ့နီးသုံးပေးတာโอเคအဲ့ဆိုရင်ကျွန်တော်နောက်ထပ် site အတွက်ပေါ့နော် site အတွက် play creation လုပ်မယ်အဲ့ဆိုပုံမှန်ကျွန်တော်ဖွင့်တာပြီးခဲ့တဲ့ဘက်က creation လုပ်တာတဲ့ကျွန်တော် site panel ကိုဖွင့်လိုက်ပေါ့နော်โอเคဒါကတော့ site panel ပေါ့နော်အဲ့ site panel အတွက်ဆိုလဲနောက်တစ်ခါသူ့အတွက် site plane လုပ်မယ်ဆိုရင် family template တစ်ခုကျွန်တော်ရွေးပြီးတော့ဖွင့်လိုက်မယ်နော် menu family သူ့လည်းဘာပဲရွေးမယ်ဆိုတော့ကျွန်တော် generate matrix generate model ပေါ့နော် model ပြီး open လုပ်လိုက်မယ် okay အဲ့မှာကျွန်တော်တို့ plane ရွေးဖို့လိုတယ်ပုံမှန်တိုင်းကျွန်တော် reference level မှာသွားလို့မရတော့ဘူးเนาะဘာလို့လဲဆိုတော့ site ပြီးခဲ့တဲ့ဘက်ကကျွန်တော် panel လုပ်တယ်လို့ပေါ့ကျွန်တော်တို့ကကြိုက်တဲ့ဒီ elevation view တစ်ခုသွားလို့ရတယ်เนาะအမှ right ဖြစ်ကျွန်တော်သွားလိုက်မယ် okay ဒီ right တွေကိုထည့်မယ်เนาะအဲ့ဆိုခဏတော့ panel တွေကိုပြန်သွားမယ်ဒီ panel ကိုကျွန်တော်ကထည့်မယ်အဲ့ဆိုရင် log into project ပေါ့เนาะ log into project ဘယ်ထဲထည့်မှာလဲဆိုတော့ကျွန်တော်တို့family 2တဲ့ပေါ့နော် family 2ဒီ family 2ကကျွန်တော်နာမည်ပေးရမှာပေါ့နော် site plane ဆိုပေးလိုက်အဲ့ပြီး okay လုပ်လိုက်မယ်အဲ့ဆိုဒီထဲရောက်လာမယ်နော်ကျွန်တော် site panel ဘာနဲ့ creation လုပ်တာလဲမသိနော်ခဏနော် okay ကျွန်တော်တို့ကဟိုမှာ panel ကကျွန်တော်တို့အရင်ကလေးကထောင်ထားပြီးတာနော်ထောင်ထားပြီးတာဆိုတော့ကျွန်တော် plan view ကနေထည့်လို့ရတယ် okay ဒီ view ပေါ့နော်အဲ့ view ကိုခဏတော့ကျွန်တော်ယူလာပြီးသားဥစ္စာကိုဘယ်ထဲသက်ပြန်ယူလို့ရဆိုတော့ create တွေက component နဲ့သက်ပြန်ယူလိုက်လို့ရအောင်နော်ဒီမှာဒီဥစ္စာကိုကျွန်တော်အဆင်ပြေတဲ့နေရာချလိုက်ချပြီးရှင်ကျွန်တော် load ပါမယ်နော်ဒီ plane မှာဒီလောလောဆယ်ကျွန်တော် reference level မှာဘာပဲမြင်ရမှတ်ထားတော့ကျွန်တော်ဒီ plane နဲ့ကတ်မှတ်ထားလိုက်နော် reference level မှာကျွန်တော်မြင်ရမယ့် plane ကဒီ plane ရယ်ဒီ plane ရယ်ပေါ့နော်အဲ့ဒါနှစ်ခုကိုကျွန်တော် load ချမယ်ဒီ plane ရယ်ဒါရယ် load ချမယ်တစ်ခုအဲ့ဒါပြီးရင်ကျွန်တော်ဘယ်တော့သွားရမလဲဆိုတော့ elevation view တစ်ခုလည်းသွားလိုက်မယ်နော်ဘယ် view ကပုံလွယ်မဆိုတော့မှတ်ထားတော့ကျွန်တော် right view သွားလိုက်မယ် right view မှာကျွန်တော်နောက်ထပ် plane နှစ်ခုနဲ့ကျွန်တော် load ချမယ်ဒီ plane ရယ်ဒီ plane တစ်ခါ load ချမယ်ဒီ plane ရယ်ဒီ plane တစ်ခါ load ချမယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကို plane 3ခုနဲ့ load ချလာသွားပြီအဲ့ဒါမှပြီးခဲ့တဲ့ကျွန်တော် base to top လို့ပုံစံမျိုးပဲသူ့ကိုတစ်ခုချင်းစီ array ပွားမယ်နော်အဲ့တော့ click လိုက် click ပြီးဒီကောင်ကနေဘယ်လောက်လဲဆိုတော့1000ပေါ့
1000ပွားမယ်ပွားပြီးရှင်သူ့မှာသူ့နဲ့ထိတဲ့ plane နဲ့ကျွန်တော် lock ချအောင်ပါပေါ့နော်ဒီ plane ရဲ့ကောက်ခတ်မှတ်တယ်နော်ထားပါတော့ကောက်လို့မရနော် okay ထားလိုက်ပါတော့နော်အဲ့ဆိုရင်ကျွန်တော်ဒီကောက်ကို array ပွားမယ်ပေါ့နော် array ပွားတာပွားပြီးပွားတာပြီးတာဥစ္စာမှာကျွန်တော်ဗာထည့်မှာ parameter ထည့်မယ်နော်သူ့ကိုကြတော့ဗာထည့်လို့ရကျွန်တော် width ပဲဖြစ်ဖြစ် length ပဲဖြစ်ဖြစ်ထည့်ဒါပေမဲ့အပေါ်တက်သွားတဲ့ကောင်ကျတော့ကျွန်တော် height နဲ့ထားမယ်နော်ဒီကောင်ကိုကျွန်တော် length နဲ့ add parameter ထည့်လိုက်မယ်ဒီကောင်ကိုကျွန်တော် length ပဲပေါ့နော် length လို့ထားလိုက်မယ်ကျွန်တော် length သူ့မှာ discipline တို့ type of parameter ပြောင်းစရာမလိုတော့ဘူးဒါပေမဲ့ဒီမှာကျွန်တော်ဗာထည့်မယ်ဆိုတော့ instant ထည့်မယ်အဲ့ဒါပြီး okay လုပ်လိုက်မယ်နော်အဲ့ဒါပြီးတော့မှဒီကောင်ကိုကျွန်တော်အပေါ်ကိုပွားမယ်ပေါ့နော် array 2ခု3ခုเนาะ3ခုလုံး select မှတ်မယ်မှတ်ပြီးလို့ရှိရင် array ပွားမယ်ဒီကနေအပေါ်ကိုဘယ်လောက်လဲဆိုတော့1000ပေါ့เนาะ1000ပွားမယ်ဒီကောင်ကိုကျတော့ဘာနဲ့ပေးမှာလဲဆိုတော့ကျွန်တော် height နဲ့ပေးလိုက်မယ်เนาะ height အဲ့ဒါကိုလည်း instant ပေးမယ် okay လုပ်လိုက်မယ် parameter တော့ထည့်ပါပြီကျွန်တော် log ဖမ်းလို့ရမယ် plane တွေကိုလိုက်ဖမ်းတာပေါ့เนาะโอเคဒီပုံစံပေါ့နော်အဲ့ဒါပြီးကို log ဖမ်းတာတချို့တစ်ခါကျရင်ကျွန်တော်ပါလဲဆိုတော့ log တော့သူ log ဖြစ်လာပြီးသားတွေရှိတယ်တစ်ခါအဲ့လိုမျိုးနေရာကျကျွန်တော် log ချလို့မရအောင် log ချလို့မရဆိုရင်ကိုတေချာတော့သူ log ဖြစ် auto log ဖြစ်တာများပါတယ်เนาะအဲ့ဒါမျိုးကျရင်ကျွန်တော်တို့ကအကုန်လုံးပြီးသွားရင်သူ့ပြန်စစ်ပေါ့เนาะကိုထည့်တာတော့ဆို log ဖြစ်မဖြစ်ပေါ့အဲ့ဒါကျွန်တော်ဘာမှပြန်စစ်လို့ရတော့ဒီ family type ထဲမှာကျွန်တော် array parameter အခုကြီးကိုလိုက်ပြီးတော့တိုးကြည့်ပေါ့เนาะမှာအခုရေးရတော့ပွားတယ်ဒါပေမဲ့ကျွန်တော် elevation view လို့ဘာလို့လိုက်ကြည့် view တစ်ခုတည်းဆိုကျွန်တော်မသိကြဘူးเนาะโอเคเนาะ site plane ပြီးလောက်လုပ်လိုက်အဲ့ဒါပြီးရင်ကျွန်တော်တို့ပုံမှန်ဒီ original family တစ်ခု creation လုပ်မယ်ဒီ plane နေနဲ့เนาะအဓိကရှုပ်တာတော့မရှုပ်ဘူးပေါ့အဓိကဘာလဲဆိုတော့ကျွန်တော်တို့ log ချတာတို့ array ပွားတာလို့ကိုပေးတဲ့နာမည်တွေမှတ်တာပေါ့အဓိကအဲ့ဒါပဲ okay ကျွန်တော်လောလောဆယ်တော့ play 3ခုတော့ရပြီเนาะအဲ့ဒါအောင်မှကျွန်တော်တို့ original family တစ်ခု creation လုပ်မယ်အဲ့ဒါအောင်မှဒီ plane တွေလက်ထဲမှာကျွန်တော်တို့เนาะအဲ့ဆိုတော့ပုံမှန်တိုင်းပဲကျွန်တော်တို့ file တွေကနေမှာ new family ထပ်ခေါ်မယ်အဲ့ဒါကိုလည်းကျွန်တော်ဘာပဲယူမှာလဲဆိုတော့ matrix generate model ပဲကျွန်တော်ယူမယ် model open လုပ်လိုက်မယ်เนาะဘာလို့ face မယူလဲဆိုတော့ကျွန်တော်တစ်ခါကျရင် water tank ကကျွန်တော် floor မှာရှိချင်မှရှိတာเนาะတစ်ခါကျရင် support နဲ့အမှထားတော့နှစ်ဟို350လို့400တော့အဲ့လိုမျိုးတင်တန်းလာရှိတာလားเนาะအဲ့ဒါမျိုးကြာရင်ကျွန်တော်တို့ stand alone နဲ့လုပ်တာပိုအဆင်ပြေเนาะ stand alone နဲ့လုပ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်ဘာယူလဲဆိုတော့ matrix generate model ကိုယူတယ်เนาะ okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကျန်တဲ့ဥစ္စာတွေခဏတော့လုပ်တာပြီးတော့ plane တွေခေါ်ထည့်မယ်ကျွန်တော်เนาะokay ဒီကောင်ကကျွန်တော် base plane เนาะ base plane ကိုရင်ခေါ်ထည့်မယ်ဟို login to project အခုက family tree ပေါ့เนาะ tree ထဲထည့်မယ် okay လုပ်လိုက်မယ်အဲ့ဆိုရင်ဂျာကြီးရောက်လာပြီเนาะအဲ့ဒါမှ base wire ကကျွန်တော်တို့ကကောက်ထားတာဒီဘက်အစွန်ယူထားတာเนาะ base wire အဲ့ဆိုရင်ကျွန်တော်တို့ရောက်လာတော့ဥစ္စာဘာလုပ်ရမလဲဆိုတော့ပုံမှန်တိုင်းပေါ့ကျွန်တော်အမြဲတမ်း lock ချပေးရမယ်เนาะဒီ plane ရဲ့ဒီ plane ရဲ့ကျွန်တော်စံနာမယူဘူးเนาะ corner ပဲယူလိုက်မှာဒီ plane ရဲ့ဒီ plane ရဲ့ပေါ့နှစ်ခုအဲ့ဒါပြီးရင်နောက်ထပ် plane တစ်ခုပေါ့ကြိုက်တဲ့ elevation view တစ်ခုသွားပြီးလို့ရှိရင် elevation view မှာ lock တစ်ခါထပ်ချမှာပေါ့เนาะ okay အဲ့ဆိုရင်ဒီကောင်3ခုကတော့ပြီးသွားပြီเนาะဒါကတော့ base plane ကအဲ့မှာ base plane မှာကျွန်တော်ဘာ link လုပ်ဖို့လိုလဲဆိုတော့သူ့မှာရှိတဲ့ integer အခုကျွန်တော် creation လုပ်ခဲ့တဲ့ parameter နှစ်ခုပဲရှိတယ်เนาะ family တစ်ခုမှာအဲ့မှာဘာရှိတော့ integer အတွက် creation လုပ်ခဲ့ length မှာနှစ်ခုရှိတယ် width မှာနှစ်ခုရှိတယ် length နဲ့ width နဲ့ကျွန်တော်တို့နာမည်တာ length နဲ့ width နဲ့ပေးခဲ့တာဒါပေမဲ့ဒီကောင်ကဘာလဲ dimension မဟုတ်ဘူးเนาะ integer เนาะ okay ဒါဆိုရင်ဒီ family မှာကျွန်တော်စပြီးတော့ဘာလုပ်ပေးရမလဲဆိုတော့ဒီ family မှာရှိတဲ့ length width height နဲ့အခုကျွန်တော် family မှာပါခဲ့တဲ့ integer တွေနဲ့ကျွန်တော် link လုပ်ပေးရမယ်เนาะ link လုပ်ဖို့ဆိုရင်ပုံမှန် parameter မလုပ်ခင်မှာကျွန်တော်
အရင်ဆုံးပါလို့လဲ plane လို့မယ်เนาะ plane ကနေမှာ dimension ထုတ်မယ် dimension ကနေမှာကျွန်တော် parameter ပြောင်းလာเนาะအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာရှိထားပြီးသား plane ရဲ့ဒီ plane ရဲ့နှစ်ခုယူမယ်ပေါ့เนาะနှစ်ခုယူမယ်နောက်တစ်ခါတစ်ခုထပ်ဆွဲမယ် horizontal တစ်ခု vertical တစ်ခုဒါဆိုရင် plane ဒီမှာ၄ခုရှိမယ်နောက်တစ်ခါကျွန်တော်တို့ elevation view မှာနောက်ထပ် plane နှစ်ခုယူမှာပေါ့เนาะအမှားထားတော့ကျွန်တော်တို့ water tank မှာဆိုရင် face က6ခုရှိတယ်အဲ့ဒါဆို plane 6ခုလို့ပါပေါ့เนาะဒီမှာဆိုလဲအဲ့လိုပဲနောက်ထပ် plane တစ်ခုကထားတော့ကျွန်တော်အပေါ်မှာထားမှာပေါ့เนาะဒီကောင် base ဒီကောင်ကဒီ plane ကဘာအတွက်ဆိုတော့ top plane အတွက်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ parameter လုပ်ဖို့အတွက် dimension ရင်ထိုးမယ်နော်ဒီ plane ကဒီ plane ကိုတစ်ခုဒီကောင်ကကျတော့ဘာပေးခဲ့မလဲဆိုတော့ကျွန်တော်တို့ water tank ရဲ့ height အနေနဲ့ပေးခဲ့မယ်နော် height ပေါ့နော် height အဲ့မှာကျွန်တော်တို့ type ပေးမှာလား instant ပေးမှာလားပေါ့လောလောဆယ်ကျွန်တော်တို့အခုပေးထားပြီးသားစာအုပ်တွေမှာကျတော့သူက type အနေနဲ့ creation လုပ်ထားတယ်เนาะအမှာ type 1 type 2 type 3အဲ့ဒါမှာ type ပုံမူတူတော့မှသူ့ရဲ့ volume water ရဲ့ volume ကဘယ်လောက်ဆန့်လဲပေါ့အဲ့ပုံမူတူကိုယ့်ကို choose လုပ်ပေါ့เนาะ okay အဲ့ဆိုတော့ကျွန်တော်တို့စာအုပ်တိုင်းမှာ follow လိုက်ရမယ်เนาะ type ပဲယူမယ်ယူလို့ရှိရင် okay လုပ်လိုက်မယ်ဒီကောင်က lamp เนาะခဏတော့ဆိုတာ lamp မဟုတ်ဘူး okay နောက်တစ်ခါကျွန်တော်တို့ reference plane နဲ့သွားလိုက်မယ်သွားလိုက်ပြီးရင်ဒီကောင်ကိုလည်းအဲ့လိုပဲကျွန်တော်တို့ parameter ထည့်ဖို့အတွက် dimension ရင်ထိုးမှာပေါ့နော် okay ဒီကောင်ကိုကြတော့ကျွန်တော်တို့width လို့ပေးလိုက်မယ်เนาะ width ဒီကောင်လည်း type ပဲပေးမယ်အဲ့ဒါပြီး okay လုပ်လိုက်မယ်နောက်တစ်ခါဒီကောင်ကိုကြတော့ကျွန်တော် length လို့ပေးလိုက်မယ် length เนาะ length type ပဲပေးမယ် okay လုပ်လိုက်မယ်အဲ့ဒါမှာ parameter ရှိတာပြ3ခုမှာကျွန်တော်တို့ခဏတော့ creation လုပ်တဲ့ integer နဲ့ကျွန်တော် link လုပ်မှာเนาะလောလောဆယ်ဒီကောင်ကိုကျွန်တော်2000နေပေးလိုက်မယ်ဘာလို့ panel ကျွန်တော် creation လုပ်တော့2000နဲ့လုပ်တာလို့เนาะ okay ဒီပုံစံပေါ့เนาะဒီထိရင်လောက်တာလား link လောက်တော့ကျွန်တော်ပြောပြမယ်နောက်မှာเนาะရောကုန်မှာဆိုလို့ okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဟိုဟာတော့သွားလိုက်မယ်เนาะ top plane အတွက်သွားလိုက်မယ် okay လောက် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ top plane သွားမယ်เนาะ top plane အတွက်ဆိုရင်ကျွန်တော်တို့ခဏတော့ဆွဲထားပြီးတာ top ဥစ္စာကိုတက်ယူမှာပေါ့เนาะဒါက base ဒီကောင် side ဒီကောင် top ပေါ့เนาะ top လည်းအဲ့လိုပဲလုံးယူ project နဲ့ကျွန်တော်သွားလိုက်မယ်ဘယ်ထဲထည့်မှာဆိုတော့ family tree ထဲထည့်မယ်เนาะအဲ့ဒါပြီး okay လုပ်လိုက်မယ်ဒါ top plane အတွက်တော့ရောက်လာပြီเนาะအဲ့ဒါဆိုကိုယ်အဆင်ပြေတဲ့နေရာမှာ click ချလာလိုက်เนาะပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ lock ချမှာတူเนาะ lock ချတာတော့လွယ်တာပေါ့ပုံမှန်တိုင်းပဲကျွန်တော် align နဲ့ယူမယ်ဒီ plane ရဲ့ဒီ plane ရဲ့တစ်ခါ lock ချဘာဖြစ်လို့ကျွန်တော်တို့ဒီတစ်ခါတည်းကျွန်တော် base point ကိုလည်းမချလဲဆိုတော့ lock ချတဲ့ခါကျရင်ကျွန်တော် plane ကောက်ဟို line ကောက်တဲ့ခါကျမှားမှာကြောက်လို့เนาะခက်ဝေးမှာချเนาะအဲ့ဒါပြီးရင်ဒီ plane ရဲ့ဒီကောင်ရဲ့ပေါ့เนาะတော့တစ်ခါချ okay အဲ့ဒါပြီးရင်ကျွန်တော်ဘာမှ lock ချဖို့လိုသေးလဲဒီကျွန်တော် elevation view မှာ lock ချဖို့လိုသေးတယ်เนาะ elevation view သွားလိုက်သွားပြီးရှင်အပေါ်က top plane ဆိုတဲ့ဥစ္စာကိုလည်း click လိုက် click ပြီးဒီကောင်ကိုကျွန်တော်တို့ mouse နဲ့အပေါ်နည်းနည်းလေးရွှေ့လိုက်เนาะဘာလို့ဆိုတော့ lock ချဖို့ plane ကောက်တဲ့ခါကျရင်အောက်က base က plane ကိုကောက်မိမှာကြောက်လို့เนาะအဲ့ဒါပြီးရင်ကျွန်တော် align နဲ့ပဲဒီ plane ရဲ့ဒီအောက်က plane เนาะတစ်ခါကျရင်ကျွန်တော်တို့ကအရန်နီးတဲ့ခါကျရင်ဘာရွေးမိလဲဆိုတော့ကျွန်တော်အပေါ်တက်ရွေးမိမှာကြောက်လို့เนาะ okay အောက်က plane အဲ့ဒါပြီးရင် lock ပေါ်လာရင် lock ချလိုက်3D view သွားကြည့်တဲ့ခါကျရင်ဒီပုံစံပေါ့เนาะ okay အဲ့ဒါဆိုအဲ့ plane ကို top plane ရင်ထည့်ပြီးတော့ lock ရင်ချကြည့်เนาะအဲ့ဆိုရင်လောလောဆယ်ဒီ plane နှစ်ခုမှာဟိုကကျွန်တော်တို့ခဏတော့ရှိထားပြီးတာ original family မှာရှိတဲ့ parameter နဲ့ကျွန်တော် link ချိတ်မယ်เนาะ link ချိတ်ဖို့ဆိုပုံမှန်ကျွန်တော်မလုပ်တယ်သူ့ click တယ် click ပြီးလို့ရှိရင်ဒီအောက်မှာရှိတဲ့ကျွန်တော်မှာထားဒီကောင်ဆို integer ပေါ့เนาะ integer တွေရှိတဲ့ပြီးတာဥစ္စာပေါ့ associated family parameter ဆိုရင်အဲ့ဒါနဲ့တက်ပြန်ချိတ်လို့တော့ရတယ်เนาะအမှာထားသူ့ click လိုက်မယ် click လိုက်ခါကျဒီမှာ family က integer နဲ့လုပ်တာမရှိဘူးเนาะမရှိတော့ကြောင့်ကျွန်တော်ဘာလုပ်မလဲ new ထပ်ခေါ်လို့ရတာပေါ့เนาะ new parameter ဒီကောင်ကြတော့ lamp နဲ့ဆိုင်တော့ကြောင့်ကျွန်တော် lamp လို့ပေးလိုက်မှာပေါ့ထားပါတော့ number ပေါ့เนาะ number in lamp ပေါ့ lamp ထဲမှာရှိတဲ့အရေးအတွက်เนาะအဲ့လိုပေးလိုက်မဟုတ်ကိုနာမည်ကတော့ကိုယ့်အကူအဆင်ပြေတဲ့နာမည်ပေးเนาะ number in lamp လို့ပေးလိုက်မယ်အဲ့ဒါကြောင့်ကျွန်တော်ဘာနဲ့ပေးမှာဆိုတော့ type နဲ့ပေးမှာလား instant နဲ့ပေးမှာလားပေါ့เนาะဒါကိုအဆင်ပြေလို့ပေးလို့ရတယ်အမှန်တော့ကျွန်တော် type ပဲပေးမှာဆိုလဲ type ပေါ့เนาะ okay
အဲ့မှာကျွန်တော်ဘာလို့မလို့ဘူးလဲဆိုတော့ discipline တို့ type of parameter ပြောင်းစရာမလိုဘူးเนาะဘာလို့ဆိုတော့ကျွန်တော် associated parameter နဲ့သွားတာလို့အဲ့ဒါပြီးရင် okay လုပ်လိုက်မယ် okay လုပ်လိုက်မယ်ဒါတော့ land အတွက်တစ်ခုတော့ရပြီနောက်တစ်ခါခဏတော့ကျွန်တော်ရွေးတာတော့လားဟောလားပေးလားတော့เนาะ okay အဲ့ဒါပြီးရင်ကျွန်တော် width အတွက်စဉ်းစားမှာเนาะ width အတွက်ဆိုလဲအဲ့လိုပဲ parameter မရှိတော့ကြောင့်သူ creation လုပ်လိုက်မယ်number in width ပေါ့เนาะ number in width လို့ပေးလိုက်မယ် type ပဲပေးမယ် okay လုပ်လိုက်မယ် okay လုပ်လိုက်မယ်အဲ့အခုကျွန်တော် associated parameter ထည့်လိုက်တဲ့ parameter ဘယ်ထဲရောက်သွားလဲဆိုတော့ family type တွေရောက်သွားတယ်เนาะဟုတ်ပြီเนาะ family type တွေမှာနှစ်ခုဖြစ်လာတယ်ဒီကနှစ်ခုနဲ့ဒီကနှစ်ခုကအတူတူဖြစ်နေတယ်အဲဒါကြောင့် family type မှာနှစ်ခုဖြစ်သွားတယ် okay အဲ့ဆိုရင်ဒီ family type နဲ့ဒီကောင်ကိုကျွန်တော်တို့က link ချိတ်မယ်တကယ်မို့ length က2000ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့ number of length ကနှစ်ခုရှိမယ်တကယ်မို့ length က3000ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော် number of length က3ခုဖြစ်လာမယ်အဲ့လိုမျိုး link ချိတ်ခြင်းတယ်ချိတ်ခြင်းဆိုတော့ကျွန်တော်ဘာလုပ်ပြရမလဲ formula ထည့်ပြရမှာပေါ့เนาะပုံမှန်တိုင်းပဲအဲ့ဆိုရင်ဒီနေရာမှာ length နဲ့ sin နဲ့ဆောင်ဆိုတော့ length ကိုကျွန်တော်တို့ကဘာနဲ့စားမယ်ဆိုတော့1000နဲ့စားလိုက်ပေါ့เนาะ1000နဲ့စားလိုက်မယ် apply လုပ်ကြည့်မယ်เนาะ okay apply လုပ်လိုက်ရင် error မတက်ဘူး error မတက်ရင်ဒါမှန်တယ်เนาะ error တက်ရင်တော့မမှန်ဘူးပေါ့ okay အဲ့ဒါပြီးရင်ကျွန်တော်တို့နောက်တစ်ခါ number width ကိုသွားမယ်เนาะအဲ့လိုပဲ width ကိုဘာနဲ့စားမလဲဆိုတော့1000နဲ့စားမယ်เนาะဘာလို့လဲဆိုတော့ကျွန်တော် panel တစ်ခုချင်းစီရဲ့ length နဲ့ width နဲ့1000ရှိလို့1000နဲ့စားတာเนาะ apply လုပ်ကြည့်မယ် error မတက်ဘူးအဲ့ဒါပြီးရင် okay လုပ်ကြည့်မယ် okay လောလောဆယ်တော့ကျွန်တော် link ချိတ်သွားပြီအဲ့ link ချိတ်တဲ့ဥစ္စာနဲ့ကျွန်တော်ဒီ family ထည့်ထားပြီးသား panel နဲ့တကယ် link ဖြစ်လာမဖြစ်လာကျွန်တော်ပြန်စစ်မယ်เนาะပြန်စစ်မယ်ဆိုခဏတော့ family type နဲ့ပြန်သွားလိုက်ပြန်သွားပြီးတော့ဒီမှာကျွန်တော်တို့က r ဆိုတဲ့ဥစ္စာ integer မှာမထည့်ဘူး number เนาะဘာမှထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာရှိထားပြီးတာ lamp တို့ width တို့ရဲ့ dimension ကိုကျွန်တော်ပြောင်းကြည့်မယ်။ဟောထားပြီးတော့ကျွန်တော်3000လောက်ထည့်ကြည့်လိုက်မယ် lamp เนาะအဲ့ပြီး apply လုပ်ကြည့်မယ်ဒီမှာတော့3000ဖြစ်သွားတယ်ဒီမှာ3ခုဖြစ်လာတယ်အဲ့လိုမျိုးပဲနောက်တစ်ခါကျွန်တော်တို့ width မှာလည်းကျွန်တော်3000ထည့်ကြည့်မယ် apply လုပ်ကြည့်မယ်အဲ့ဆိုရင်ဒီမှာ3000လောက်ဖြစ်လာတယ်ဘာတစ်ခုကြောက်ရလဲဆိုတော့အမှတ်ထားတော့ကျွန်တော် plan view တကြည့်တဲ့ခါကျရင်ကို array ပွားတော့တာမှန်ပေါ့အမှတ်ထားကျွန်တော်က array ပွားတာဒီ original point ကနေမှကျွန်တော်တို့ကဒီဘက်ညာဘက်ချမ်းအပေါ်ကိုကျွန်တော် array ပွားတာတကယ်မို့ကိုထည့်တဲ့ point တာမှားလို့ကျွန်တော်ဒီကနေမှားတဲ့ခါကျဘာဖြစ်လဲဆိုတော့ဒီမှာနှစ်ခုဖြစ်လာတယ်နောက်တစ်ခုကဒီဘက်ကထွက်လာမှာဒါမှမဟုတ်အောက်ကိုရောက်သွားတယ်ဒါကိုစလုပ်လဲမမှားအောင်လုပ်ပေါ့နော် okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ဘာနဲ့ထပ်ချိန်မယ်ဆိုတော့ရှိထားပြီးသား parameter ပေါ့နော် integer parameter နဲ့အောက်မှာရှိတဲ့ base နဲ့ကျွန်တော်တို့ပြန်ချိန်မယ်အခုကကျွန်တော် top နဲ့ပဲချိန်ရတယ်နော် base နဲ့ချိန်မယ် base ကိုလည်း click လိုက်ဒီမှာ associated parameter ထည့်မယ် length ပေါ့နော် length နဲ့ sin နဲ့ဥစ္စာဆိုရင် length နဲ့သွားလိုက်မယ်ရှိထားပြီးသားနော်ရှိထားပြီးသားဆိုတော့ကျွန်တော်တို့သူ့ကို choose လုပ်ရုံပဲ okay သူက3ခုဖြစ်တော့ကြောင့်3ခုဖြစ်လာလိမ့်မယ်နော်3ခုဖြစ်လို့ဒါကိုဥစ္စာမှားပြီပေါ့ okay နောက်တစ်ခုက width နဲ့ပတ်သက်တာဆိုလဲအဲ့လိုပဲကျွန်တော်တို့ width ကိုယူလိုက်မယ်ယူတော့ okay လုပ်လိုက်မယ် okay 3ခုတော့ထွက်လာပြီเนาะအဲ့မှာဘာတစ်ခုနောက်ထပ် queue ဆိုင်ရမှာလဲဆိုတော့ကိုကပေးထားတာ panel မှာကျွန်တော် length နဲ့ width နဲ့ပေးထားတယ်အဲ့ကကျွန်တော် original family ရောက်တဲ့ခါကျရင် length နဲ့ကျွန်တော် link လုပ်တယ် width နဲ့ length link လုပ်တယ်ဒါကြောင့်မို့ကိုပေးတဲ့နာမည်က length နေရာမှာ width ပေးထားမယ် width နေရာမှာ length ပေးထားမယ်အဲ့ဒါဆိုတာဟိုမှားပြန်ပြီပေါ့နော်မမှားတော့ဆိုင်ပဲပြောတယ်ဖြစ်နေအောင်မခဏကြာနော် okay အဲ့ဆိုရင်ကျွန်တော်တို့3000မဟုတ်ဘဲနဲ့စမ်းကြည့်အောင်2000လောက်3000လောက်ထည့်ကြည့်မယ်ခွဲကြည့်တာပေါ့နော်မှာထားတော့ကျွန်တော်4000ထည့်ကြည့်လိုက်မယ်ဒီကောက်ကို2000ထည့်လိုက်မယ်ကျွန်တော် apply လုပ်ကြည့်မယ် okay လုပ်လိုက်မယ်တူပဲလားထွက်တဲ့ direction တူလားပေါ့တူတယ်ဆိုရင်ကျွန်တော်ဒီ panel base နဲ့ top နဲ့အဆင်ပြေပြီ side တော့ကိုနောက်မှထပ်လုပ်မယ်ဒီထီကိုအရင်လုပ်ထားလိုက်ဟုတ်ပြီလားနော် view side ပြီးလုပ်တော့မှားနိုင်တယ်ဆိုတော့အကုန်လုံးပြောပြထားတယ်အဲ့ဒါကိုရှောင်ပြီးလုပ်ပေါ့ okay ကျွန်တော် site အတွက်ထည့်ရမယ်နော် site အတွက်မထည့်ခင်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ခဏတော့ site မှာကြောက်ဘာပါလားဆိုတော့အမှထား length ဒါမှမဟုတ် width နဲ့ creation လုပ်တာတော့မတူကြဘူးပဲထားပါတော့နော် length ဒါမှမဟုတ် width ဒါမှ height ကတော့အကုန်တူတယ်အဲ့ဒီနေရာမှာကျွန်တော်တို့က panel ဘယ်နှခုနဲ့လုပ်ကြတယ်ဆိုတော့ site မှာလည်း panel ၄ခုပဲထည့်တယ်2000ပတ်လည်ပေါ့အဲ့ဆိုတော့ဒီမှာ original family မှာလည်းကျွန်တော်ဘာလုပ်မလဲဆိုတော့အမြဲတမ်း2000ပတ်လည်ပဲထားရလိုက်နော်အဲ့ဆိုကိုကျွေးရတာမမှားဘူးပေါ့လောလောဆယ်ဒီကောင်ကိုနာမည်တစ်ခါလေးပေးထားလိုက်နော်နောက်မှ family tree လို့ပါဆိုကျွန်တော်ပြန်ရှာခတ်တယ်လို့မဆေးရနဲ့ပဲဆေးလိုက်မယ်ကျွန်တော်
okay water tank ပေါ့နော် water tank ဆိုလို့စေးလိုက်အဲ့ဒါပြီးကျွန်တော် site panel တက်ယူဒီကောင် base ဒီကောင် site ပေါ့နော် site panel ယူမယ်ယူလို့ရှိရင်လုပ်ယူ project နဲ့တွားမယ်ဘယ်ထဲထည့်မှာလဲဆိုတော့ water tank တွေကိုထည့်မှာနော် water tank click လိုက် click ပြီး okay လုပ်လိုက်မယ်ဒီမှာရောက်လာပြီနော်ကိုမှတ်တာကကိုဘယ်ဘက်ကစထည့်မလဲပေါ့နော်အခုလောလောဆယ်ကျွန်တော်ကဘယ်နဲ့စသွားမလဲဆိုတော့ anti clockwise direction နဲ့သွားမယ်နော်အဲ့ဆိုရင်ဒီ plane မှာအခုကျွန်တော်ချမဲ့ log ပေါ့နော်အခု original point cursor ရှိတဲ့ point ကကျွန်တော်ဘယ် plane နဲ့ဘယ် plane ယူမှာလဲဆိုတော့ဒီရှိထားပြီးတာ plane နဲ့ဒီ plane ပေါ်မှာချမှာနော်ချမှာဆိုတော့ခဏကြာ log ချဖို့လွယ်အောင်ကျွန်တော်တို့ကနည်းနည်းလေးရွှေ့လာလိုက်နော်ရွှေ့ပြီးတော့ချမှာ okay ကျွန်တော်ဒီမှာချလာလိုက်နောက်တစ်ခါကျွန်တော် space bar တစ်ချက်ခောက်လိုက်နော် space bar ခောက်လိုက်ဒီဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့လိုချင်တဲ့ direction ကိုတွားလို့လဲသွားလိမ့်မယ်နော်အဲ့ဆိုရင်ဒီ plane နဲ့ဒီ plane ကို original အနေနဲ့ယူမယ်ဒီမှာချမှာနောက်တစ်ခါ space bar တစ်ချက်ဒီမှာချမယ်နောက်တစ်ခါ space bar တစ်ချက်ဒီမှာချမှာအဲ့လေးခုရင်ချလိုက်ဟုတ်ပြီလားနော်ဖြည်းဖြည်းသွားမယ်ဟုတ်ပြီလားနောက်မှရောကုန်မှာ okay site တွက်ထည့်ပါဆိုကျွန်တော် log ချဖို့တော့မမေ့နဲ့ပေါ့နော် okay ပထမဆုံးတစ်ခုကျွန်တော်အရင်စပြီးတော့ထည့်မှာဒီ plane ပေါ့နော်ဒီ plane ကိုကျွန်တော်အရင်ဆုံးကတ်မှတ်ထားလိုက်အဲ့ဆိုရင်ကျွန်တော်တို့ကတ်တာတော့ align နဲ့ပဲကတ်ပေါ့နော်ဒီ plane နဲ့ဒီအထဲ plane နဲ့ဟေးတော့တစ်ခါချမယ်နော်အဲ့ဒါပြီးရင်ဒီကောင်ကိုမြင်ရမယ့် view ကဘယ် view လဲဆိုတော့ကျွန်တော်တို့ right view နော် right view သွားလိုက်ဒီကောင်ထင်တယ်နော်ကျွန်တော်စိတ်တယ် okay အဲ့ဒါမှကျွန်တော်အပေါ်လေးနည်းနည်းလေးရွှေ့ထားလိုက်ဘာလို့ log ချလို့လွယ်အောင်နော်အဲ့ဒါပြီး align ယူလိုက်မယ်ဒီ plane နဲ့ဒီ plane ထင်တာပဲနော် okay ပြန်ကြည့်လိုက်အောင်ခဏ plane မှာဝိုင်းရင်ညာဘက်ချန်ထွက်တဲ့ကောင်နော်ဒီကောင် right view ယူမယ်ယူလို့ရှိရင်ဘယ်ဘက်က plane ပေါ့နော်တရားနဲ့ဒါနဲ့နော်နောက်တစ်ခါချနောက်တစ်ခါဒီအောက်က plane ရယ်ဒီ plane ရယ်နောက်တစ်ခါချနော်အဲ့ဒီ 3D မှာပြန်စစ်ကြည့်ပေါ့ဒီ plane နော်ကျွန်တော်ထည့်တာဒီ plane okay အဲ့ဒါပြီးရင်နောက်ထပ် plane တစ်ခုချင်းသွားမှာနော်ဒီ plane ပေါ့ဒီ plane ဆိုလည်းအဲ့လိုပဲကျွန်တော်တို့ဒီကောင်နဲ့ဒါနဲ့ log ချတစ်ခါနော်အဲ့ဒါပြီးသွားရင်ဒီ plane ကိုမြင်ရတဲ့ view ကကျွန်တော်တို့ back view နော်အဲ့ဒါဆိုတော့ back view သွားလိုက်မယ်ဒါပေါ့နော်အဲ့ဒါမှကျွန်တော်ရွှေ့လိုက်မယ်အဲ့ပြီးတော့ကျွန်တော် log ချမယ်အဲ့ပြီးနောက်တစ် view ပေါ့နော်ဒီကောင်အတွက်ပေါ့နော်ဒီကောင်အတွက်ဆိုရင်ကျွန်တော်တို့ကြည့်တဲ့အခါကျ elevation left view ပေါ့ okay align ချမယ်ဒီကောင်နဲ့ဘက်အစွန်ဆုံးနဲ့နောက်တစ်ခါချနော်နောက်တစ် view ပေါ့နော်နောက်တစ် view ကဒီကောင်နော်ဒီကောင်လည်းအဲ့လိုပဲ log ချမယ်အဲ့ပြီးသူ့မြင်ရတဲ့ view front view သွားမယ်သွားပြီးဒီကောင်နည်းနည်းလေးကျွန်တော်တို့ရွှေ့ထားလိုက်အဲ့ဒါမှ log ချမယ်နော်ဒီကောင်ရဲ့ဒီကောင်ရဲ့ log တစ်ခါချမယ်နောက်ကဒီ plane ရဲ့ဒီ plane ရဲ့ log တစ်ခါချမယ် okayအဲ့တော့ 3D မှာတက်ကြည့်တဲ့ခါကျရင်ဒီပုံစံလေးပေါ်လာမှာပေါ့နော်အဲ့ဒါမှတစ်ခုချင်းစီကိုကျွန်တော်တို့ parameter နဲ့ link လုပ်မယ်နော်
okay ဒီကောင်အရင်ဆုံးကျွန်တော်တို့ right hand side ပြန်မှာရှိတဲ့ဥစ္စာကိုအရင်စဉ်းစားမယ်เนาะသူ့မှာ link လောက်ရမယ့်ဥစ္စာဘာနဲ့လုပ်မယ်ဆိုတော့တစ်ခုက width နဲ့လုပ်မယ်နောက်တစ်ခုက height နဲ့လုပ်မယ်เนาะမှတ်တာပေါ့เนาะ width နဲ့လုပ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့သူ့ကို slide မှတ်ပြီးအောက်ဆင်းလိုက်အောက်ဆင်း height ကိုကြတော့ height နဲ့လုပ်မယ် length ကိုကြတော့ဘာနဲ့လုပ်ရမလဲ width နဲ့လုပ်ရမယ်เนาะအဲ့ဒါဆိုသူ click လိုက်ဒီမှာရှိထားတဲ့ width ကို click okay လုပ်လိုက်မယ်နောက်တစ်ခါ height ကြတော့လုပ်ထားပြီးတာမရှိဘူးเนาะမရှိတော့ကျွန်တော် associate parameter ထည့်မယ်အဲ့ဒါမှ new ခေါ်ပြီးတော့ဒီကောင်ကြတော့ number in height ပေါ့เนาะ number in height လို့ထားမယ် type ပဲထားမယ်အဲ့ဒါပြီး okay လုပ်လိုက်မယ် okay လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာထည့်ထားပြီးတာ parameter နဲ့ဒီမှာရှိတဲ့ဒီကျွန်တော် dimension နဲ့ကို link လုပ်ထားပြီးတာเนาะအဲ့မှာလည်းအဲ့လိုပဲကျွန်တော် formula မှာပါထည့်ရမယ်ဆိုတော့ height ကို 1000 နဲ့စာမှာပေါ့เนาะheight ကို 1000 နဲ့စာမယ် apply လုပ်ကြည့်မယ်ဒီမှာ error တက်ပြီเนาะဒီမှာစတွေ့ပြီMIGHT MIGHT เนาะ okay အဲ့ပြီ apply လုပ်ကြည့်မယ်okay เนาะအဲ့ဒါဆိုမှန်ပြီ okay လုပ်လိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော် 3D မှာတက်စစ်ကြည့်မှာဒီကောင်เนาะအခုက plane တစ်ခုပဲလုပ်ရသေးတယ်เนาะကျွန်တော် channel plane မလုပ်ရသေးဘူးအဲ့ဆိုရင်ကျွန်တော် height နဲ့ဆိုင်နေဆို height နဲ့အရင်ချိန်ကြည့်အောင် height မှာ3000လောက်ထည့်ကြည့်မယ် apply လုပ်ကြည့်မယ်เนาะ okay လုပ်ကြည့်မယ်ဒါဆိုရင်တစ်ခုပဲလုပ်ရသေးတယ်ဆိုတော့ height နဲ့ဒီ plane ပေါ့เนาะဒီ plane တစ်ခုက height နဲ့ပုံဘူးဒီတော့သူက live ပြောင်းလိုက်เนาะဒီရှိကိုရင်လုပ်လိုက်ဟုတ်ပြီလားလုပ်ပြီးတော့မှ plane တစ်ခုချင်းစီမှာသူ့မှာတက်ဆိုင်တဲ့ length ရယ်သူ့မှာတက်ဆိုင်တဲ့ parameter နဲ့ link လုပ်မယ် height ဆိုလဲ height နဲ့သူ့နဲ့တက်ဆိုင်တဲ့ parameter နဲ့ link လုပ်မယ်တစ်ခုချင်းစီเนาะ၄ခုရှိတယ်เนาะ၄ခုလုံးလုပ်လိုက်ဟုတ်ပြီလားheight ကတော့မှားစရာတော့မရှိဘူးပေါ့เนาะအမှ length ပဲကျွန်တော်တို့ကရွေတဲ့ခါကျရင်လည်းကြီးထားပြီးရွေပေါ့တချို့ကြတော့ကျွန်တော် length နဲ့တက်ဆိုင်တဲ့တချို့ဥစ္စာဆိုရင်ကျွန်တော်တို့ width နဲ့ link လုပ်မှရအောင်เนาะအကုန် link လုပ်ပြီးရှင်အမှ dimension ပြောင်းကြည့်ပါเนาะပြောင်းပြီးတော့ရှင် apply မနေခင်ဖျားလေးပါတာပေါ့ဟုတ်ပြီလားโอเคစမ်းကြည့်เนาะဒီထိပြီးအောင်โอเคကျွန်တော်တန့်ကတော့ပြီးသွားပြီအဲ့ဒါမှကျွန်တော်ဘာလို့ကျင်တာလဲဆိုတော့ဒီ volume ပေါ့နော်ရေရဲ့ volume တွေတွက်ကျင်တယ်ကျွန်တော်ရေမှာမှအမှထားတော့ကျွန်တော် water tank တစ်ခုမှာဆိုရင်အနည်းဆုံး lower level မှာဘယ်လောက်ပဲရှိတယ်အမှထားတော့ဒီ base ကနေမှ100လောက်ပဲဆိုရင်ကျွန်တော်ကသုံးလို့မရတော့ဘူးလို့ဒါမှမဟုတ် high level ကဘယ်လောက်ထိရှိမှာလဲအဲ့ကောင်တော့ဒါတန့်ပေါ်တော့မူတည်တာပေါ့အများအားဖြင့်ကျွန်တော်စိတ်တင်တော့ဒီ base ကနေ100လောက်ဆိုမသုံးတော့ဘူးလားမသိဘူးเนาะဘယ်လောက်ထားလဲပုံမှန်300လား300ထားတာလားဟုတ်လားโอเคထားပါတော့အဲ့ဆိုရင်ကျွန်တော်တို့ lower water level ကို300လို့ထားလိုက်မယ်เนาะ higher level ကတော့ဒါသူ့ရဲ့ရေရှိတလောက်ပေါ့เนาะအဲ့ပုံမူတွေကျွန်တော် volume တွက်မှာဟုတ်เนาะအဲ့ဆိုတော့ဒီရေ level တွက်ဖို့ဆိုရင်ကျွန်တော်နောက်ထပ် by လိုမယ်ဆိုတော့ plane တွေထပ်လိုမယ် parameter တွေထပ်လိုမယ်เนาะအဲ့ဒီဥစ္စာကအဲ့ plane နဲ့ parameter ကကျွန်တော်တို့ကဘာနဲ့ creation လုပ်မှာလဲဆိုတော့စဉ်းစားမယ် family နဲ့လုပ်မှာလား family parameter ပဲထည့်မှာလားဒါမှမဟုတ် share parameter ထည့်မှာလားအခုကျွန်တော်ထည့်ထားပြီးထည့်ကျင်တဲ့ water volume လို့ water height level လို့ low level လို့ကဘာမှပြကျင်တာဆိုတော့ schedule မှာပြကျင်တာအဲ့ဆိုတော့ကျွန်တော်ဘာနဲ့ယူလုပ်ရမလဲ share parameter ယူရမှာပေါ့နော် okay အဲ့ဆိုရင်လောလောဆယ်ကျွန်တော်တို့ဒီ water level နဲ့ဆိုင်တဲ့ကောင်ကိုဘယ်သွားမလဲဆိုတော့ elevation view တစ်ခုသွားလိုက်မယ်เนาะအမှထားတော့ front view တစ်ခုသွားမယ်သွားပြီးရင်ဒီမှာနောက်ထပ် plane နှစ်ခုထပ်ဆွဲလိုက်မယ်ကျွန်တော်ဒီကောင် lower level အတွက်ဒီကောင်တော့ higher level အတွက်ပေါ့เนาะ okay
အဲ့ဒါမှာ plane ဆွဲပြီးလို့ရှိရင်ကျွန်တော်ဘာနဲ့လုပ်ရမလဲဆိုတော့ annotation ထိုးပြီးတော့မှ parameter ပြောင်းမယ်เนาะဒီကနေဒီကိုတခါ height level ကြောင့်ဘယ်ကနေယူကြလဲမသိပုံမှန်အပေါ်ကနေအောက်ယူတာလားဒါမှမဟုတ်အောက်ကနေပဲအပေါ်ကိုယူတာလားဘယ်လိုတွက်လဲဒါကိုတွက်တဲ့ပုံတော့မဟုတ်ဘူးပေါ့အပေါ်နဲ့အောက်ယူတာလားဟုတ်လားထားပါတော့ဒီကောင်ကနေဒီကောင်ပေါ့เนาะဒါကိုအပေါ်နဲ့အောက်တိုင်းတာလားအောက်နဲ့အပေါ်တိုင်းတာလားဆိုတာဘယ်ပုံမူတည်မလဲဆိုတော့ဒီ formula ထည့်တဲ့ခါကျရင်ကိုစဉ်းစားပြီးတွက်ရမှာပေါ့နော်ဒါပဲကွာမှာပါဘာမှတော့ကွာမှာတော့မဟုတ်ဘူး okay အဲ့ဒါဆိုရင်ကျွန်တော်တို့ parameter နှစ်ခုတော့ထည့်ပါပြီဒီ parameter နှစ်ခုကိုကျွန်တော်တို့ကဘာနဲ့ချိန်ပြရမလဲ share parameter နဲ့ချိန်ပြရမယ်လောလောဆယ်ထားပါတော့ကျွန်တော်ဒီကောင်ကို click လိုက်တယ်ဒီကောင်တော့ height level အတွက်ပေါ့နော် height water level အတွက်သူ့ကို new ခေါ်မယ်ခေါ်တဲ့ခါကျဒီမှာ family parameter မဟုတ်တော့ဘူးဘာနဲ့ထည့်မှာဆိုတော့ share parameter နဲ့ထည့်မယ်နော် share parameter click လိုက် click ပြီးဒီမှာကျွန်တော် select နဲ့သွားမယ်ပုံမှန်တိုင်းပဲနော် share parameter လုပ်တဲ့ဥစ္စာမှတ်မိသေးတာဟုတ်လား okay ထားဒီကနေမသွားနဲ့ဒီကနေသွားနည်းနည်းရှုပ်သွားအောင်တက်ပြလာနော်အဲ့ဆိုလောလောဆယ်ကျွန်တော်ဒီကနေသွားလိုက်မယ်ဒီမှာဘာမှမရှိဘူးပေါ့နော်မရှိတဲ့နေရာနဲ့ပြန်သွားမယ်ဒီမှာ new ခေါ်မယ်ခေါ်ပြီးရှင် family parameter မဟုတ်ဘူး share parameter ယူမယ်အဲ့မှာ share parameter ယူတော့မယ်ဆိုရင်ကျွန်တော်ဒီ parameter data တွေမှာကျွန်တော်တို့က click လုပ်လို့မရတော့ဘူးဘယ်ထဲသွားမှာ select နဲ့သွားမယ် select သွားလိုက်ခါကျရင်ဒီမှာကျွန်တော်တို့ folder ကိုအရင် share parameter လုပ်ထားပြီးတော့ folder ရှိတယ်ဆိုတော့သူ့တယ်ဝင်ထည့်လို့ရတယ်တကယ်မှမရှိဘူးကိုယ့်ကို new လုပ်ချင်တယ်ဆိုရင် yes ပေါ့နော် yes လုပ်လိုက်ပမာထားချင်တာလေပေါ့တကယ်မှကိုကရှိတာပြီးသားဥစ္စာဆိုရင် browse ရတက်ယူလို့ရတယ်အခုက create အသစ် creation လုပ်ချင်တယ်ဆိုရင် create ထဲသွားနော်အခုအသစ်လုပ်မယ်ဆိုတော့ create ထဲသွားလိုက်မယ်ပမာစိတ်မှာဆိုတော့ကျွန်တော် desktop မှာစိတ်လိုက်မယ်ဒီကောင်ကို water tank အတွက်ပေါ့နော် water tank ဆိုပြီးတော့ထားလိုက်မယ်အဲ့ဒါပြီးစိတ်ဒီကောင်ကဘာအနေနဲ့စိတ်တာဆိုတော့ကျွန်တော် folder တစ်ခုအနေနဲ့စိတ်တယ် folder စိတ်ပြီးဘာလုပ်ရမလဲ group အရင်ဖွဲ့ရမယ်เนาะဒီ group လည်းဘာနဲ့ထားမှာလဲဆိုတော့ကျွန်တော် water tank အတွက်စဉ်းစားမယ်ဆိုတော့ water tank အတွက်ပေါ့เนาะ water tank parameter ပေါ့ water tank parameter အဲ့ဒါပြီး okay လုပ်လိုက်မယ် group ပေါ်လာပြီ group ပေါ်တော့မှကျွန်တော် parameter new ခေါ်လို့ရမယ်เนาะအဲ့ပြီး new ခေါ်မယ် ခေါ်ပြီးရင်ဒီမှာကျွန်တော်လိုချင်တဲ့ဥစ္စာပေါ့အမှားထားတော့ lower water level ပေါ့เนาะ lower water level ဒီကောင်ဘာနဲ့ထားမလဲဆိုတော့ discipline ကတော့ common ပဲ type of parameter length ပုံမူတည်ပြီးထားမယ်เนาะအဲ့ဒါပြီး okay လုပ်လိုက်မယ်ဒါဆိုရင်တစ်ခုဝင်လာပြီနောက်တစ်ခုထပ်လုပ်မယ်အဲ့ဒါဘာလဲဆိုတော့ higher ပေါ့နော် higher water level ပေါ့အဲ့ဒါကိုလည်း common type of parameter ကို length လို့ထားမယ်เนาะအဲ့ဒါပြီး okay လုပ်လိုက်မယ်ဒီမှာနှစ်ခုပေါ်လာပြီအဲ့ဒါပြီး okay လုပ်လိုက် okay လုပ်လိုက်เนาะဒီမှာ length နဲ့ဝင်လာပြီအဲ့ဒါပြီး type ပဲထားမှာလား instant နဲ့ထားမှာလားအများအားဖြင့်တော့ဒီကောင်က water level ကတန့်ထည့်တဲ့ပုံပဲမူတည်တော့သူကတိုက်နဲ့ထားလို့တော့အဆင်မပြေဘူးတခါကျရင် water level ရော့ရင်လည်းရော့မယ်မြင်လည်းမြင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် instant နဲ့ထားမယ်ထားပြီးရှင် okay လုပ်လိုက်မယ် okay နော်ဒါဆိုရင်ဒီမှာ water level တစ်ခုရောက်လာလိမ့်မယ်နော်တစ်ခု tab font နဲ့ရောက်လာမယ်ဘာလို့လဲဆိုတော့ instant နဲ့ထားလာလို့နော်အဲ့ဒါပြီးနောက်ခါကျွန်တော်တို့ new tab ခေါ်မယ် share parameter ပဲရှိတာပြီးသားဆိုတော့ကျွန်တော်တို့ click လုပ်ပြီးတော့ရွေးအောင်မယ်နော် okay ဒီမှာလည်းအဲ့လိုပဲ instant ထားမယ် okay လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာ water level နှစ်ခုရောက်လာပြီအဲ့မှာရောက်လာပြီဆိုရင်အမြဲတမ်းကျွန်တော် dimension နဲ့ပတ်သက်တဲ့ parameter တိုင်းကိုကျွန်တော်မလုပ်ရမယ် dimension ထည့်တာပေါ့နော်0ထည့်လို့မရဘူး okay lower level ခဏတော့ညီမပြောလို့ပေါ့နော်300ဆို300ကျွန်တော်ထည့်ထားလိုက်မယ် higher level ကတော့ထားပါတော့ကျွန်တော်တို့2000အတွက်ဆိုရင်ကျွန်တော်တို့1900ပေါ့နော်300လောက်လျှော့လိုက် higher level ဘယ်လောက်ထိထားလဲတန်အပေါ်ကနေအောက်maximum တော့ maximum 900ထိပဲတက်မယ်အဲ့လိုဟုတ်လားတော့ကနေအောက်ကိုကျွန်တော်တို့900ရှိတာလားအဲ့လိုလားဟုတ်လား okay ထားပါတော့เนาะဟိုမှာ900ဆိုကျွန်တော်တို့မှာတိတ်ကြံတော့မှာတော့မဟုတ်300လောက်ပဲရှောက်လိုက်မှာဟုတ်ပြီလားเนาะနောက်မှကိုယ့်ကိုပုံနာအတွက် okay high water ထားပါ high water level ကို300ပဲထားလိုက်မယ်ကျွန်တော်เนาะ okay အဲ့ဒါပြီး apply okay လုပ်လိုက်မယ်အဲ့ဒါပြီးရင်ဒီမှာရှိတာပြ parameter နဲ့ကျွန်တော် link ချိန်မယ်เนาะ link ချိန်မယ်ဒီကောင်ကကြတော့ higher level နဲ့ချိန်မှာဆိုတော့မဟုတ်ပါ sorry เนาะရှိတာပြီးတာနဲ့ချိန်မှာဆိုတော့ဒီကောင် higher water level ပေါ့နော်300ဒီကောင်လည်းအဲ့လိုပဲ lower water level နဲ့ချိန်ကျင်တာဆိုတော့ lower water level ပေါ့300เนาะဒါဆိုရင် display နှစ်ခုရပြီအဲ့ဒီထဲမှာကျွန်တော်တို့က G2 တွေကိုတွက်ကျင်တာเนาะ G2 တွေတွက်တဲ့ခါကျရင်ပုံမှန်တော့ဒီတွက်မဲ့ group တွေကကိုယ့်နဲ့ပဲဆိုင်တာပေါ့နော်ကိုယ်ပဲ show လုပ်မှာဆိုတော့သူတို့ကိုကျွန်တော်တို့က G level ဘယ်ကနေဘယ်ထိရှိတယ်ဆိုတာမပြတော့ဘူးကိုယ့်ရဲ့ G level ဘယ်ကပဲပြမှာဆိုတော့ lower level ကနေမှဒီ higher level ကြားမှာပဲရေကိုထည့်တာမယ်အဲ့လိုပြကျင်တာလားဒါမှမဟုတ်အောက်ကဟိုကအမှထားတော့ဒီအောက်ကနေမှဒီအပေါ်ထိကိုပြကျင်တာလားဒါကိုယ့်တဘောပေါ့နော်ကြိုက်လို့ပြလို့ရတယ် okay အဲ့ဆိုရင်
ဒီ level ကတော့ကျွန်တော် water level တတ်မှတ်ဖို့အတွက် level ရောရပြီနောက်တစ်ခုဘာလုပ်ရမလဲဆိုတော့ကျွန်တော်ရေစဆွဲမှထားလိုက်နော်ရေဆွဲမှဆိုရင် reference level ပဲတွားလိုက်တွားပြထားဒီမှာရေစဆွဲမှကျွန်တော်နော် create တွေကနေဒီမှာ extrusion ပဲပေါ့နော် extrusion အခုဆွဲမှာဘာနဲ့ဆွဲမှာလဲဆိုတော့ rectangle နဲ့ဆွဲမယ်နော်ဒီဘက် corner point ကနေကျွန်တော် plane နဲ့ lock ချခြင်းတာပေါ့နော်ကောက်ရတော့ခက်ပါပြီနော်2000ပဲပြန်ထားလိုက်မယ်ကျွန်တော်နော်အဲ့တော့နောက်မှကျွန်တော် plane တွေကောက်ရတာတိတ်မလွယ်လို့နော်မှာ create ရသွားမယ် create ရမယ် extrusion ယူမယ်ယူလို့ရှိရင်ကျွန်တော် rectangle ပေါ့ထားပါတော့လောလောဆယ်ကျွန်တော်ဒီအလယ်မှာပဲဆွဲထားလိုက်မယ်နော်ဆွဲပြီးရင် height ကိုကျွန်တော်တို့0ကနေ0ကမထားခြင်းဆိုလဲထားပါတော့ကျွန်တော် lock 6လို့လွယ်ရအောင်ပေါ့နော်50လောက်ထားလိုက်50ဒီကောင်ကိုကျွန်တော်6လောက်ထားလိုက်မယ်နော် apply လုပ်လိုက်မယ် okay ပေါ့ဒါဆိုဒီကောင်တော့ထွက်လာပြီဒါပေမဲ့ကျွန်တော်ဘာလုပ်ချင်တာလဲဆိုတော့ width နဲ့ length နဲ့ကတော့ဒီရေကတော့ width နဲ့ length နဲ့တော့တူရမှာပေါ့နော် height မှာတော့ကိုယ့်ရဲ့ idea ပုံမူတည်တာပေါ့အကောင် lock ချခြင်းဆိုရင်ဒီ plane နဲ့ဒါနဲ့ကို lock ချမယ်တခါ lock နော်နောက်ကဒီဘက် plane နဲ့ဒီကောင်နဲ့ lock တခါထပ်ချမယ်နောက်တစ်ခါဒီဘက် plane နဲ့ဒီကောင်နဲ့ lock တခါချနောက်တစ်ခါဒီဘက် plane နဲ့ဒီကောင်နဲ့ lock တခါချဒါဆိုရင်ပတ်ပတ်လဲကျွန်တော် length နဲ့ width တော့အဆင်ပြေပါပြီနောက်ဘာမှ lock ချဖို့လိုလဲဆိုတော့ elevation view တစ်ခုမှကျွန်တော် lock ချဖို့လိုတယ်နော်front view ကျွန်တော်သွားလိုက်မယ်တချို့လူကတော့မြင်ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူထားထားတဲ့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် visible style ပုံမူတည်တယ်နော်လောလောဆယ်ပုံမှန်တော့ကျွန်တော် wire frame ပဲထားအဲ့တော့မှကျွန်တော်ကောက်ရတာပို့လွယ်လိမ့်မယ်နော် okay အဲ့ဒါပြီးရင်ဒီကောင်ကိုဒီတူးတွေကိုကျွန်တော်ဘယ်ကနေယူမှာလဲဆိုတော့ height level အထိကိုဆွဲတင်လိုက်မယ်နော် height level အဲ့ဒါပြီးတော့ချမယ်နောက်တစ်ခါဒီကောင်ကိုလည်းအဲ့လိုပဲဘယ်အောက်ထိထားမှာလားဒီကျွန်တော် low level မှာထားမှာလားပေါ့နော်ဒါပို့ကိုစဉ်းစားမှတ်ထားတော့ကျွန်တော်အောက်ထိထားခြင်းနဲ့ထားလိုက်ကြီးကိုပုံမှန်တိုင်းဆိုတော့အောက်ထိမြင်ရမှာပေါ့နော်အဲ့ဒါဒီတိုင်းထားလိုက်မယ်ဒါဆိုဒါကျွန်တော်ရေအတွက်တော့ရပြီအဲ့ရေမှာမှကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ material ပြောင်းပေးမယ်နော် material ကိုပုံမှန်တိုင်းပေါ့ကျွန်တော် material ထည့်ခြင်းနဲ့ဆိုဒီမှာ material ဆိုလိုက်ရွေးလို့ရတယ်သူ့ကိုတခါတည်းဒီမှာထည့်မှာလားဒါမှမဟုတ်ကျွန်တော် associate parameter နဲ့ထည့်မှာလားเนาะပုံမှန်ဒီ option နှစ်ခုရှိတယ်ပုံမှန်ကောင်းတာကတော့ကျွန်တော်တို့အများအားဖြင့် associate parameter နဲ့ထည့်တာကို material ပါပြောင်းခြင်းနဲ့ဆိုရင်ကြိုက်တဲ့အချိန်ထပ်ပြီးတော့ပြောင်းလို့ရတယ်เนาะ okay အဲဆိုရင်ဒီမှာကျွန်တော်တို့ material အတွက် water ပေါ့เนาะတိုက်ပဲထားပါเนาะ material okay ပေါ့ဒါဆိုဘယ်ထိရောက်သွားလဲဆိုတော့ကျွန်တော် family type တွေရောက်သွားပြီဒီ family type မှာကျွန်တော် water level water material ကိုချိန်မယ်เนาะပုံမှန်တိုင်းပဲ new ခေါ်မယ် new ခေါ်ပြီးဒီမှာကျွန်တော်တို့ rename လုပ်မယ် rename ပေါ့နော်ဒီကောင်ကတော့ water ပေါ့ water အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ကောက်ကို color တွေပါ change ခြင်းနဲ့ဆိုလဲရတယ်ဒါမှမဟုတ်လေသူ့မှာရှိထားပြီးသား material သုံးခြင်းနဲ့ဆိုလဲယူလို့ရတယ်เนาะဒီမှာ asset browser ကိုတွားလိုက်ဒီမှာကျွန်တော်တို့ရှာကြည့်လိုက်ပေါ့နော် water နဲ့ပတ်သက်တာဆိုသူ့မှာပုံစံ3-4ခုလောက်တော့ရှိလိမ့်မယ်နော်ကိုဘယ် color ကိုကြိုက်လဲပေါ့ကြိုက်တဲ့ဥစ္စာကြီးပေါ့အမှန်တော့အပေါ်ဥစ္စာဆိုကျွန်တော်တို့ blue color လေးပေါ့နော် blue color transparent ဒီကောင်ကတော့ပိုလှမယ်ထင်တယ်နော် okay အဲ့ဒါယူခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဘက်မှာ arrow key လေးရှိတယ် arrow key click လိုက်အဲ့ဒါပြီးရင်ပိတ်လိုက်ဒါဆိုရင်သူ့ရဲ့ material ဘယ်ထဲရောက်လာပြီလဲဆိုတော့ဒီထဲကိုရောက်လာပြီနော်အဲ့မှာကျွန်တော်တို့နောက်တစ်ခုကပါလဲ graphic မှာကိုရဲ့ appearance color နဲ့တူးခြင်းနဲ့ဆိုရင်ဘာလုပ်မလဲ use runner appearance click လိုက်ရုံပဲเนาะအဲ့ဒါပြီးရင် okay apply okay လုပ်လိုက်မယ်အဲ့ဒါပြီး apply okay လုပ်လိုက်မယ်ဒါဆိုရေရဲ့ color ကတော့ပြောင်းသွားပြီပေါ့အဲ့ဒါကိုကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကကြည့်လို့လွယ်တာကတော့ဘာမှလွယ်မယ်ဆိုတော့ section box ရှိတဲ့ဥစ္စာဆိုပို့လွယ်မယ်เนาะဒါပေါ့เนาะဒါကိုကျွန်တော်လုပ်ယူ project တွေခေါ်ရလိုက်မယ် okay ဒီပုံစံလေးပေါ့เนาะအခုကဘာလဲဆိုတော့ material ကျွန်တော်တို့ category ကိုမ change ရသေးဘူးเนาะ category change ခြင်းနဲ့ဆိုသူ့ select မှလိုက်အမှ edit family နဲ့ပြန်သွားလို့ရှိရင်ဒီမှာ category ကို mechanical equipment အနေနဲ့ထားလာလိုက်เนาะထားပြီးတော့ okay လုပ်လိုက်မယ်အဲ့ပြီး log into project နဲ့သွား override လုပ်မယ်เนาะအဲ့ဒါမှကျွန်တော် material မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်မှာ 3D view ပြီးတော့သွားဒီကောင် section box ခုတ်တော့ဖြတ်ချလို့ရတာပေါ့เนาะ section box ကဒီမှာ section box ပေါ့เนาะ
section ပါပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကရေးမြင်ခြင်းနဲ့ဆိုရင်ကျွန်တော်နည်းနည်းလေးဆွဲချလိုက်ပေါ့နော်ခြေရဒီရှိမှာအဲ့ဒီကိုရင်လုပ်ကြည့်အခုကဟိုအများကြီးလုပ်ရတာမဟုတ်နော် material chain တာတစ်ခုပဲလုပ်တာနော် material chain မယ်ချိန်ပြီးတော့ project တွေထည့်ပြီးတော့ကျွန်တော် section ပေါက်လေးနဲ့ဖြတ်ကြည့်တာပဲဟုတ်ပြီလား okay လုပ်ကြည့်နော်မရရင်ပြောကျွန်တော်ဟုတ်ပြီလား okay ကျွန်တော်ရေလို့ပါတော့ထည့်သွားပြီအဲ့ဒါမှကျွန်တော်တို့ကဒီ project တွေရောက်တဲ့ခါကျရင်သူ့ရဲ့ရေရဲ့ volume ကဘယ်လောက်လဲပေါ့နော်အဲ့ပေါ်မူတည်ကျွန်တော်တွက်ကျင်တယ်တွက်ကျင်လို့ရောက်ကျွန်တော် formula တွေနည်းနည်းတစ်ခုတစ်ခုထည့်မှာပေါ့နော် edit family နဲ့ပြန်သွားလိုက်သွားလို့ရှိရင်ဒီ family မှာပဲကျွန်တော်ဗာထည့်မှာဆိုလဲဆိုတော့ရေရဲ့ဒုတွေကိုတွက်တဲ့ formula ထည့်မယ်အခုလောလောဆယ်ကျွန်တော်မှာ water level နဲ့ပတ်သက်တာဆိုနှစ်ခုပဲရှိတယ် high level ရဲ့ low level အဲ့ဒါမှကျွန်တော်ဗာထည့်ရမှာဆိုတော့ကျွန်တော်တို့ effective water level ပေါ့အမှထားတော့ higher level ကနေဥမာ lower level နှုတ်ပြီးလဲနှုတ်မှာပေါ့နော်အဲ့ဒါဆို effective water level ရမယ်အဲ့ဒါပြီးရင် land ရဲ့ wind ရဲ့ effective water level ရဲ့ဆိုကျွန်တော်တို့က effective volume ရမယ်နောက်ခါဒီသူ့ရဲ့ tank ရဲ့ volume ကြတော့ဗာနဲ့တွက်လို့ရဆိုတော့အခုရှိတာပြီးတာ width တို့ height တို့ length တို့ကိုကျွန်တော်တို့ကမြှောက်လိုက်ရပြီလေနော် okay အဲ့ဒီသုံးခုကိုကျွန်တော်တို့ကဘာမှပြချင်တာလဲဆိုတော့ schedule ထဲမှာပြချင်တာဆိုတော့တစ်ခုချင်းဆိုဗာနဲ့ creation လုပ်ရမယ်ဆိုတော့ကျွန်တော်တို့ share parameter နဲ့လုပ်မှရမယ်နော် okay အဲ့ဆို share parameter ကျွန်တော်စပြီးတော့ခေါ်ရအောင်ဒီကောင်ကိုကျွန်တော်တို့လောလောဆယ် effective volume ပေါ့ effective water level ပေါ့နော် effective water level နဲ့ထားမယ်အော် sorry မှာလို့နော်ကျွန်တော်တို့တစ်ခါတည်း share parameter ထည့်မှာပေါ့ share parameter အဲ့ဒါပြီး select ပြီးလို့ရှိရင်ဒီမှာ edit လုပ်မှာပေါ့နော် new ထပ်ခေါ်မယ်ဒီကောင်ကိုကျတော့ effective water level ပေါ့ effective water level အဲ့ဒါကိုဘာနဲ့ထားမလို့ lamp နဲ့ထားမှာနော် lamp နဲ့ထားမယ်ပုံပုံ okay ဒါဆိုရင် effective water level ရောက်ပြီအဲ့ဒါပြီး okay ထပ်လုပ်ဒီမှာ effective water level select မှတ်ပြီး okay ထပ်လုပ်ဒီထဲရောက်လာမယ်အဲ့ဒါကိုလည်း type နဲ့ထားမှာလား instant နဲ့ထားမှာလားပေါ့နော် instant နဲ့ထားမယ်ထားပြီးရင် okay လုပ်လိုက်ရင်ဒီမှာ effective water level ရောက်လာမယ်เนาะအဲ့မှာသူ့ကိုကျွန်တော်က dimension နဲ့ပတ်သက်တဲ့ဥစ္စာဆိုရင်အများအပြည့်ပမာဏတစ်ခုထည့်တာပေါ့နော်မထည့်ဘဲကျွန်တော် link ချိန်လိုက်တယ်နဲ့ဘာဖြစ်သွားလဲဆိုတော့သူက error တက်လာလိုက်မယ်เนาะ zero ဆိုတာမရှိဘူးလေ dimension မှာ okay အဲ့ဒါပြီးရင် effective water level ရမယ်ဒီမှာရှိတဲ့ length ရယ် width ရယ်မြှောက်လိုက်ရင်ဘာရမလဲဆိုတော့ effective water volume ရမယ်အဲ့ effective water volume လဲကျွန်တော်တို့ schedule မှာပြထားတယ်ဆိုတော့ effective water volume ကိုကျွန်တော်ဘာနဲ့ creation လုပ်မလဲဆိုတော့ share parameter နဲ့လုပ်မယ်နော် okay effective water volume ပေါ့အဲ့နေရာမှာကျွန်တော်ဗာသတိထားမှန်းဆိုတော့ discipline မှာတော့ပုံမှန်ပဲမှန်တယ်ဒါပေမဲ့ type of parameter က length မဟုတ်တော့ဘူးသူကဘာနဲ့ဆိုင်မှာဆိုတော့ volume နဲ့ဆိုင်သွားတယ်နော် volume နဲ့ဆိုတော့ဒီမှာ down arrow click လိုက် click ပြီးဒီမှာကျွန်တော် volume ရှာပါတော့ volume ပြီး okay လုပ်လိုက်အဲ့တော့မှ volume နဲ့ဝင်လာမယ် okay volume နဲ့ဝင်လာတယ် okay เนาะဒီမှာ type of parameter က volume ပဲဒါပေမဲ့ကိုထားခြင်းတဲ့ group က analyze result အောက်မှာထားခြင်းလားဒါမှမဟုတ်အားရတို့ဘာတို့ပုံမှန်ထားနေကြတဲ့အတိုင်းထားမှာလားသူကကိုကြိုက်တာရွေးပေါ့နော်ဒါတော့ကိစ္စမရှိဘူးအဲ့ဒါပြီး analyze result မှာပဲထားမယ်အဲ့ဒါပြီးကျွန်တော်တို့က instant ပေါ့နော် instant မှာထားလိုက် okay လုပ်လိုက်မယ်ဒီမှာ effective water form တစ်ခုဝင်လာပြီနောက်တစ်ခုကကျွန်တော်ဗာလဲဗာပြကြံဆိုတော့ water tank တစ်ခုလုံးရဲ့ volume ပြကြတာเนาะအဲ့ဒါဆိုတော့နောက်တစ်ခါလဲကျွန်တော်တို့ share parameter ပဲပြန်ခေါ်မယ် water tank volume ပေါ့နော်အဲ့မှာလဲကျွန်တော်တို့က length ကနေကျွန်တော် volume ပြောင်းလိုက်ပြောင်းပြီးရှင် okay okay ဒီမှာတစ်ခါ okay okay 3ခါเนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာ type လို့ instant လို့ရွေးပြီးလို့ရှိရင်နောက်တစ်ခါ okay တစ်ခါ okay က4ခါဖြစ်လာလိမ့်မယ်เนาะ effective water volume oh sorry effective water tank volume เนาะခဏတော့မှရွေးတာမှာလို့ okay အဲ့ဒါပြီးရင်ကျွန်တော် okay လုပ်လိုက်ပေါ့ဒီထဲမှာနှစ်ခုဝင်လာမယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာ volume ကတော့အဆင်ပြေတဲ့တော့ထည့်ထားလိုက်ပါတော့ကိုက form တော့မထည့်ရသေးတာ okay apply လုပ်ကြည့်လိုက်ပါဦးเนาะအဲ့ဒါပြီးရင်ကျွန်တော်တို့က volume တွက်တာကိုစပြီးတော့ထည့်မယ်เนาะ effective water level ကိုအရင်ထည့်အောင် effective water level ဘယ်ပုံမူတည်လဲဆိုတော့ရှိထားပြီးသား height ကနေမှကျွန်တော်ဗာနှုတ်အောင်မယ် lower water level ရဲ့ higher water level နှစ်ခုကိုနှုတ်လိုက်မယ်เนาะအဲ့ဒါမှ effective water level ရမယ်ဒါကိုထားတဲ့ကိုပေးထားပြီးသား parameter ဘောတော့မူတည်တာပေါ့เนาะခဏတော့ကျွန်တော်ပေးထားတာကတန့်ရဲ့အပေါ်ကနေမှအောက်ကိုတိုင်းတယ်အဲ့ဒါကကျတော့ high level လို့ယူပြီးတော့တန့်ရဲ့အောက်ကနေအပေါ်ကိုတိုင်းတာ water low level ဆိုယူတယ်เนาะအဲ့ဒါတော့ဘယ်ကနေဘယ်ကိုနှုတ်ရမှာဆိုတော့ဒီမှာကျွန်တော် height ကနေမှ height ကနေမှကျွန်တော်ဘာယူရမှာဆိုတော့ height water level ပေါ့နော်
မျိုးမှားတာတယ်နော်ကျွန်တော်လိုဝါလဲsorry okay နော်အဲ့ဆိုရင်ကျွန်တော်ပုံမှန်ရှိတာက2000နဲ့ထားတာဟုတ်လား2000ထားတာတဲ့မှာကျွန်တော်ဘယ်လောက်ယူထားလဲဆို height level ကို300ယူထားတယ်နောက်တစ်ခါ lower level ကို300ယူထားတယ်နော်အဲ့ဆိုတော့600နှုတ်လိုက်ရင်1400ကျန်ပြီဒါမှန်ပြီပေါ့နော်နောက်တစ်ခုက effective water level ကိုတွက်မယ် effective water level ကဘယ်ပုံမူတည်တွက်မှာလဲဆိုတော့ရှိထားပြီးတာ effective water level သူ့ကိုကျွန်တော်လန့်ပေါ့နော်လန့်ရယ်နောက်တစ်ခါကျွန်တော် width ရယ်ပေါ့နော် prime လုပ်ကြည့်မယ်နော်နောက်တစ်ခါကျွန်တော်တို့ water tap ပုံလုံးကြတော့အကုန်လုံးမြှောက်လိုက်အောင်လို့ပေါ့နော် length width height ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ water volume ရပြီး effective water level creation လုပ်ရမယ် effective water volume creation လုပ်ရမယ် water tank volume creation လုပ်ရမယ်နော်ဒီထိကိုရင်လုပ်လိုက်အဲ့ဒါပြီးတော့မှကျွန်တော်တို့ project ရသွားမယ်သွားပြီးတော့မှ project ရဲ့ schedule တန်းကျွန်တော်ဘယ်လိုပြမယ်ဆိုတာထပ်ပြမယ်ကျွန်တော်နော်ဒီထိကိုရင်ပြီးအောင်လုပ်တာလားကျွန်တော်တော့အဆုံးထိပြီးပါရင်နော်မပြီးတဲ့လူတွေတော့ဆက်လုပ်တော့